စာမလေစေတနာနဲ့ဟိုက်ဖုံနှလုံးထက်ရောင်းပြုံးမှာနော်စာမဟိုက်ဖုံနှလုံးကိုစေတနာနဲ့အပြည့်အဝနဲ့ထက်ရောင်းပြုံးမှာနော်စာမတို့ကဒီဖုံနှလုံးကကြတော့ဟွာလုပ်ပြီးသားအခွန်ဆောင်ပြီးသားနော်စာမတို့စေတနာနဲ့မလို့ရောင်းပေးတာနော်အခွန်ဆောင်ပြီးသားဖုံစာမတို့အသစ်နောက်ထပ်ဝယ်မယ်ဆိုလို့ရှိရင်အခွန်ဆောင်ရတော့မှာနော်စေတနာနဲ့ရောင်းပေးတာခါတာကဓာတ်မီနိုင်နော်ဓာတ်မီနိုင်ဟိုက်ဖုံလေးကလေဟိုက်ဖုံလေးကဓာတ်မီနိုင်ရလေအတာချက်ကလေသူကဟွာတက်တောက်ရရင်မလားလေသူကဟွာလိုက်အနက်လိုက်နော်သူကအနက်လိုက်နော်သူကအနက်လိုက်နဲ့သွားတာနော်ဒီဖုံးကကျတော့သူကရေထဲလုံးဝကြမထားဘူးဒီဖုံးကရေထဲလုံးဝမကြထားဘူးနွားကတော့နင်းထားတာဒါလေးကနွားကြောင်းရင်းနဲ့ကင်ထားတာဆိုတော့နွားနင်းထားတာနွားက9289ခါနင်းပြီးသားနော်နွား9289ခါနင်းပြီးသားဆိုတော့ဖုံးပြောရင်လေသူကဖုံးပြောရင်လေစပင်ကတာကြားကျင်လဲကြားရမယ်မကြားကျင်လဲမကြားအောင်ဒီချာနားဆိုင်ထောင်ရတယ်နော်သူကဒီအဲ့လိုရှိရနော်ဒါဆရာမစေတနာအပြည့်နဲ့ရောင်းပေးတာပါနော်ဘာမှပြောစရာမရှိဘူးနော်ဒီဖုန်းလေးကဆိုရင်မှန်ကလည်းလုံးဝမကောင်းပါဘူးနော်မှန်ကလည်းလုံးဝမကောင်းပါဘူးနော် Oh my god wow နော်ဒီဖုန်းလေးက9သိန်းနဲ့ယူနော်မကျလာမကုန်ခင်9သိန်းနဲ့ယူမကျလာကုန်မှလာဝယ်ရင်လုံးဝမရောင်းတော့ဘူးနော်မကျလာကုန်မှဆိုရင်ဒီဈေးနဲ့လည်းမရတော့ဘူးနော်အဲကြောင့်ဥတဲ့လူယူ9သိန်းဒါလေးကအိုဘလိုဒီအိုဘလိုလေးကဆို what လို့ချင်းလေသူ့ရဲ့အတာချက်ကတက်တောက်ရိုက်မယ်ဆိုလို့ချင်းသူကပတ်ပြေးနေတာသူကပတ်ပြေးနေတာတက်တောက်ရိုက်ရင်နော်သူကအတန်တခြားရုပ်တခြားထွက်တယ် oh my god ကမလာကျတော့သူကအဝါလိုက်သူကဟိုအိုဘလိုဆိုကမလာကောင်းတယ်အဝါလိုက်သူကနော်အဝါလိုက်ဖုံးပြောမယ်ဆိုလို့ချင်းကတော့သူကဖုံးပြောမယ်ဆိုလို့ချင်းစပိန်ကနာလုံးဝမချင်ဘူးလုံးနေတာအတန်တွေကအဲ့လိုမျိုးရှိရနော်သူကကျတော့ရေထဲကို9289ခါကြာပြီးသားအရင်လက်ထက်ထဲမှာကကြတော့ तू ကလက်မယားချင်းရံဖြစ်တိုင်းမှန်စစ်စစ်ညံ့ညံ့ကြည့်အောင်ကင်ပေါက်ပြီးသားနော်တခါရံဖြစ်တခါကင်ပေါက်ပြီးသားမှန်စစ်စစ်ညံ့ညံ့ကြည့်လို့အခါ2900လဲပြီးသား